အားလုံးပဲမင်္ဂလာပါကချင် language ကနေပြန်လည်ကြိုဆိုပါရရှင်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကကြတော့မိုးရာသီအကြောင်းလေးပါပထမအနေနဲ့ဇမကိုအရင်ဆုံးဆက်ပေးပါမယ်ဇမကကြတော့ဇမဂျမိုင်းရာဖြစ်ပါရရှင်မိုးရာသီတွင်ပြည့်မြင်နိုင်သောလက္ခဏာများစစ်ဆောင်အိုင်စင်လန်သောမရန်ပလောင်မိုးကအင်ဂျီတောင်ခီမရန် မိုးชุဖာคุมปุရှင် จงนันพอเตียนကျောင်းစာဖွင့်ခြင်း นายมาม ကောက်ပေးခြင်းနံဒါဆိုရင်စကလုံးနှလုံးကိုတုံးပြီးတော့စာကြောင်းဖွဲ့ချက်စို့แต่นี้มรังไรกบาตอไอဒီနေ့မိုးပြင်းထန်စွာရွာသွန်းနေသည်คุมปุရှင်คุมปุน้องฉะฉุกชานีเปียวง่ามาไอရှင်အိုက်သေးတွင်ဖကလေးများပျော်နေကြပါသည်ဒီလောက်လေးနဲ့တင်ဆက်လိုက်ပါရရှင်နောက်ထပ်ဗီဒီယိုများကိုပို့ပြီးလေ့လာနိုင်ဖို့အတွက် subscribe လေးတွင်နှိပ်တော့ကြပါအောင်တကယ်ချင်းတို့ရေ see you bye bye